အဘဝါနာပါရပဲသားရဲ့အနုပညာသမားဆိုတော့အနုပညာစိတ်တဲ့ကတော့မလျှော့ဘူးကကျင်တယ်လိုက်ကျင်တယ်ခေါ်မဲ့လူမရှိဘူးကငြိမ်နေရတာပါသားရဲ့မန္တလေးမဟာပညာသာလာပါပြီခင်ဗျာ1388ခုနှစ်အတွက်မန္တလေးမဟာပညာသာ1388ခုနှစ်မှာလူရှင်တော်နာမည်ကချိုတူပါနာမည်ရတော့ဥထုထုလို့ခေါ်ပါတယ်အသက်က84နှစ်ရှိပါပြီခင်ဗျာအခုဆိုရင်ကျွန်တော်ကြရပြင်တောင်ပိုင်းမှာနေပါတယ်တပည့်ရောက်ပြီးလူရှင်တော်တယောက်ဖြစ်လာဖို့ဟာတော်တော်ရုန်းကန်ခဲ့ရပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကငယ်တဲ့ဆိုရင်ကျွန်တော်ကမြောက်လို့ပဲဆော့တတ်တယ်လှုပ်တဲ့နေရာမှာလှုပ်တော့အခုဆိုကျမကြီးမကောင်းတော့လှုပ်တော့ဖြစ်နေတာကျွန်တော်ကဖြက်ဖြက်လက်သွားတဲ့လူငယ်တော့ဆိုရင်တခါလေကျွန်တော်တချင်းနဲ့ကျွန်တော်ထွက်လာတာပဲကျွန်တော်ချိုတူးရောက်လို့လားဘော်ရာများလည်းပြုံးရမှာတကယ်ဟာကြဖို့ပြင်မာပြားကြော်ဟိတ်လေးနဲ့တူလိုက်တာတကယ်ဆက်စစ်တော့ကျွန်တော်ဟာတရားစာရောက်တဲ့ချိုတူးအဲ့လိုပဲကျွန်တော်ကိုကျွန်တော်ရုန်းကန်ပြီးလှုပ်ရှားလာခဲ့တာအခုလိုနာမည်လေးတစ်လုံးရလာတယ်ကျွန်တော်ခါမှာနာမည်လေးတစ်လုံးရလာတာပေါ့ခင်ဗျာအခုလိုလူငယ်နေတော့ရှင်းလို့မရဘူးအခုတော့ကျွန်တော်ကအသက်က84နှစ်ဖြစ်သွားပြီဆိုတော့ကျွန်တော်ဘယ်ဆက်ဆရာမှလည်းမခေါ်တော့ဘူးသုံးလည်းမသုံးကြတော့ဘူးကျွန်တော်ကအပေခံရတဲ့အိုပေကြီးဖြစ်သွားတာပေါ့ဗျာပြင်းတဲ့ဂလုံးမင်းကြီးကိုစစ်စစ်ပါတယ်ဒါကြောင့်လာမင်းနေမှာငယ်ကြီးမောကြီးသိတဲ့သာရွာဆုံးပြီးအဘရန်ကုန်မှာဆိုလို့ရှိရင်အသက်18နှစ်ထဲကလူရှင်တော်လောကတွေကိုရောက်တယ်လုပ်ခဲ့တဲ့ဇတ်တွေကတော့ဇတ်ကြီးတွေပဲမြို့တော်သေးအောင်မှာလုပ်ခဲ့တယ်ပြည်တော်စိန်မှာလုပ်ခဲ့တယ်ပလဲစိန်မှာလုပ်ခဲ့တယ်အငိမ့်မှာလည်းဒီလိုပဲမြအငိမ့်မှာလုပ်ခဲ့တယ်စိတ်ရွှေရနာအငိမ့်မှာလုပ်ခဲ့တယ်အောင်အငိမ့်မှာလုပ်ခဲ့ပါတယ်ကျွန်တော်တဝယ်ကိုရောက်တာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်အနှစ်ပေါင်း60ကျော်ပြီပေါ့နှစ်ပေါင်း60ကျော်ပြီကျွန်တော်ပထမဦးဆုံးကတဲ့ပွဲကကျွန်တော်ညဆိုင်ကြီးပွဲပါညဆိုင်ကြီးရဲ့ညီညွတ်ရေးလို့သမားဆိုတဲ့ပွဲအဲ့ဒီကနေပြီးတော့ကိုအောင်လုံးရဲ့အောင်ရတနာပွဲအဲ့ဒီကနေပြီးတော့ဒေါ်ထူးလာရဲ့ညွန့်ပေါင်းတသစ္စာကိုစိတ်ကြနောက်အခုပွဲသစ်ကလေးတွေဖြစ်နေတယ်အောင်ရတနာပွဲသစ်လေးဖြစ်နေတဲ့ရတနာတို့ဘာတို့ဆိုတဲ့ပွဲတွေမှာလည်းလက်ကဥပါတယ်ပွဲတွေကတော့ဒီအခုခေတ်ပွဲတွေကတော့နောက်ပိုင်းနေလိုအပ်ရင်ကျွန်တော်ခေါ်သုံးကြပါတယ်နောက်ပိုင်းမကားတဲ့ခါကျတော့ကျွန်တော်မရှိသေးအောင်မလားမသိဘူးပြစ်ထားကြတယ်ဒီလိုခံစားခဲ့ရပါတယ်အဲ့ဒါကြောင့်အနုပညာလောကမှာအခုနှစ်ပေါင်း60ကျော်ပြီးတော့တဝဲမှာအခုဆိုရင်အသက်84နှစ်ကျွန်တော်ဒီကိုရောက်လာတော့ဆိုရင်28နှစ်တုန်းကရောက်တယ်အခုဆိုရင်62နှစ်ဖြစ်သွားပြီပေါ့လေဒီပြရတော့ကျွန်တော်မိမရဲ့သားသမီး6ယောက်ရှိပါတယ်အခုတော့သူ့အိမ်တော်နဲ့သူ့ကြီးပဲခွဲပြီးတော့နေကြတယ်အခုတော့သမီးကြီးအိမ်မှာပဲဥမိမရဲ့နေရပါတယ်သမီးတို့လည်းကောင်းပါလေအားလုံးစားရကျွေးမွေးပါတယ်ဒါပေမဲ့ကိုဆေးဘူဝါကစလိပ်ဘူးပုံမူလက်ဖေးဘူးကတော့ကိုယ့်အကိုထွက်ရှာတယ်သမီးလေးစီမတောင်းကျင်လို့အားနာတယ်ကျွေးတာမွေးတာနဲ့နေမယ်သူတို့လည်းဒီနေ့လို့ဒီနေ့စားလို့ပါတယ်မဟုတ်လားအဲ့ဒါကြောင့်ဘိုးဘွားကိုရုန်းကန်နေတယ်အဘပထမဦးဆုံးဇက်တဲလိုက်တော့တညောက်3ချက်နဲ့လဲရတည3ချက်နဲ့ရန်ကုန်မှာကနေရနေတော့နောက်နေ့ကျတော့9ချက်ရ9ချက်ကနေပြီးတော့ကိုင်းနဲ့နောက်2နှစ်3နှစ်လောက်ကျတော့20ရလာတယ်အဲ့လို20ရလာတဲ့အချိန်မှာပဲတဝေကလာခုံလိုက်လာတာ16ချက်နဲ့ပဲလိုက်လာလိုက်တယ်အဲ့ဒီအချိန်မှာနာမည်ကြီးလူရှင်တော့ဥပဝါတို့ဥထောဘတ်တို့ဆိုတာတွေက73ချက်ပဲရှိနေသေးတယ်အဲ့ဒါနဲ့ကိုကဈေးကြီးနေပြီးတော့သူတို့ကဈေးငယ်လို့ကိုရီးယားတခါမျှပေးဦးက73ချက်ပဲယူပြီးတော့သူတို့အားလုံးမျှပေးလိုက်တယ်အဲ့လိုလုပ်ခဲ့ရတယ်73ချက်ဆရာငွေဆိုရင်200 300ပဲရတယ်တစ်နှစ်စာအောင်အဲ့လိုလှုပ်ရှားခဲ့ရတာအဲ့တော့ပတ်စံဈေးကောင်းတယ်လေရွှေဈေးကလည်းကြည့်ပါလားတကြသားမှာ240အခုခေတ်နဲ့တော့အများကြီးပေါ်တော့သားရဲ့ဘာလို့တော့တညကမှတညရတယ်နှစ်ပြတ်ကြီးဆိုတာမရှိဘူးအခုခေတ်မှာတော့ကပြီဆိုရင်နှစ်ပြတ်ကြီးအဘတို့ကတော့တညကမှတညရတယ်မကရင်မကိုက်မရဘူးပေါ့ကွယ်အဲ့လိုနေရတဲ့ဘုရားပဲအရင်ကတော့ကြီးရလဲနေတယ်ပွဲကြီးရလဲအခုလိုမကဘူးသွားတဲ့လာနေရာမှာလဲပြင်မနဲ့ဒီ6ကူမြောက်ကူတွေနဲ့သွားတာသရားမရှိဘူးလေရင်တော့အခုမှသရားတွေပိုင်းနဲ့ဆိုတော့
အဘတို့မှာအရင်လိုထမ်းအပူကတော့မရှိပါဘူးကြည့်ရှုအားပေးတဲ့ပေးစာများနဲ့အတူကျွန်တော်အမြဲတမ်းရသက်ကြီးအနေနဲ့လာရောက်ပြီးတော့လှူဒန်းနေတဲ့ OHC အနေအိမ်တန်ရရောက်အလှရှင်များနောက်ကျွန်တော်တို့လက်ဝဲကျွန်းကကွင်းအလှရှင်များအစရသွားတဲ့လမ်းနဲ့မှာလူတန်းမိတဲ့ပုဂ္ဂိုလ်များအားလုံးကိုလေးလေးစားနဲ့ဂါရဝပြုပါတယ်ကျေးဇူးလည်းတင်ပါတယ်ကျွန်တော်ဒုက္ခိတဘဝကြီးလိုဖြစ်နေတဲ့အချိန်မှာအခုလိုကူညီကြတဲ့ပြည်သားကြီးရဲ့နောက်သွားလာတဲ့နေရာမှာလှုပ်ရှားပေးတဲ့ကျေးဇူးလူထုအားလုံးပေါ့ခင်ဗျာအားလုံးကျေးဇူးတင်တဲ့လူတွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ